မင်္ဂလာပါရှင်ဒီကနေ့ဟာ1389ခုနှစ်နေုံလပြီနေ့မဟာသမယအခါတော်နေ့ဖြစ်ပါတယ်ရှင်မဟာသမယအခါတော်နေ့ဘုရားဘုရားရှင်ကြီးနေုံလပြီနေ့၌လူလက်ပြမှာတတဝါအပေါင်းတို့အားမဟာသမယတုတ်တော်ကိုဟောတော်မူခဲ့ပါတယ်ထို့သို့ဟောတော်မူသည်ကိုဆွဲပြု၍နေုံလပြီနေ့တွင်မဟာသမယအခါတော်နေ့ဘွဲကိုဆင်ခြင်ကျင်းပကြပါတယ်မဟာသမယတုတ်တော်ကိုလူဖတ်တဲ့စေခြင်းပြုကြပါတယ်မဟာသမယတုတ်တော်ကိုဖျားရှင်သည်ကပိလဝတ်ပြည်အနီးမဟာအောင်တော်ကြီးထဲမှာတရင်သုံးနေထိုင်လျက်ဟောတော်မူခဲ့ပါတယ်။ထိုအချိန်တွင်သာသနာ့ဘောင်သို့ဝင်လာကြတဲ့တာကီဝင်းမင်းသားယဟန္တာ900တို့သည်လည်းအတူရှိနေကြပါတယ်။ဖျားရှင်နှင့်ထိုယဟန္တာများကိုဖူးမြော်လူကြသဖြင့်နတ်ပြည်မှာအတူလာနဂါးကလုံးတို့သည်မဟာအောင်တော်ကြီးသို့အုပ်စုလိုက်စုယုံရောက်ရှိလာကြပါတယ်။ထိုကဲ့သို့လူနတ်ပြမှာစသည်တို့စုယုံရောက်လာကြတဲ့အခါကာလကိုမဟာသမယလို့ခေါ်ပါတယ်။ထို့သို့နတ်ပြမှာစုံရောက်ရှိလာကြသည်ကိုဘုရားရှင်ကအနှစ်လိုစွာဖြင့်နတ်ပြမှာတို့ရဲ့အမိနာမအမျိုးမျိုးကိုထုတ်ပေါ်မြစ်ကြားနှုတ်ခွန်းဆက်ပြီးခေါ်ကြတော်မူသောစကားတော်များကိုမဟာသမယတုတ်ခေါ်ပါတယ်။ဤမဟာသမယတုတ်မှာနတ်ပြမှာအသီးသီးတို့သည်မိမိတို့ရဲ့အမိနာမတွေပါရှိတဲ့အတွက်အလွန်ကျေနပ်ကြပါတယ်။ထိုတုတ်တော်ကိုအကျဉ်းကြီးနာကြားလိုကြတယ်မဟာသမယတုတ်ဒီနတ်ပြမများအလွန်ချစ်မြတ်လို့သောတုတ်တော်ဖြစ်ပါတယ်ဒါကြောင့်ဤမဟာသမယတုတ်ကိုအစဉ်အမြဲရွတ်ဖတ်နေပါကနတ်များ၏ချစ်ခင်မှုကိုရရှိနိုင်ပါတယ်အိမ်တစ်တိုက်တစ်နေရာတစ်တို့၌မင်္ဂလာယူလိုသောပုဂ္ဂိုလ်တို့သည်ဤမဟာသမယတုတ်ကိုရွတ်ဆိုဖတ်ကြားတင်ကြောင်းအထကထာဆရာကပြဆိုထားပါတယ်ဤကနေုံလာရဲ့လေးစားမျက်နှာကိုထူးခြားတဲ့အကြောင်းအချက်များပဲဖြစ်ပါတယ်ရှင်